ပေးနိုင်ဘူးနော်မပေးနိုင်ဘူးနော် ဟုတ်ပါပြီငါနဲ့လည်းမကွဲနိုင်ပါဘူးကဲငါနားနေကြီးလို့ပါဟာ အခုတော့နားနေကြီးတယ်ပေါ့အရင်ကတော့ဖုန်းလေးဆက်ပြီး hello အမလေးချင်းလေးရဲ့အတန်းလေးကချုံနေတာပဲခေါ်လာတယ်မှာဘာနဲ့မှမလဲနိုင်ဘူးအခုကျတော့ရှင်ကခါဝိုင်း ဟိုခါတယ်လို့လည်းငါလည်းတခုံးမှမပြော ခါရလို့ပြောတယ်အတူတူပဲလေဘာမှမကွာလိုက်ဘူးရှင်တော်တော်ခါရလို့ပြောလိုက်လို့ပဲကျမရင်ထဲမှာတော်တော်ခါဝါတာကိုတော့လည်းရေတော်ခါဝါ ငါအဲ့ဒီထိလည်းငါရောက်အောင်မပြောပါဘူးငါရှိကိုပြီးပြောပါပါ ကိုတော့လည်းရေကျမအဲ့လိုတော့မရွေးလိုက်ပါနဲ့အဲ့လိုပြောလိုက်ပါနဲ့ဗါလေရှင်ကမိုးရင်းမှာကျမမိုးချွတ်ပြီးသိသိချင်းလို့လားဟမ်မိုးချွတ်ပြီးသိသိချင်းလို့လားအမလေးပေးနေမေးပြောတော့တမီးနာမတော်ပြီလားအခုတမီးဒုက္ခနဲ့လာနဲ့တွေ့ပြီအမေနဲ့မေအခုတော့လင်းစုံမရတဖာဖာဆိုတဲ့တိုင်းတမီးမဒူးနေနေရတောင်းနေရပြီရှင်ကျမရွေးနေတာတမီးရွေးနေပြီတမီးကိုကိုထီးလက်ရောက်ကြောနေတယ်တမီးကိုမလုပ်ရလို့သူ့ကောင်းနဲ့သူတိုက်နေတယ်လုံးလိုက်စမ်းမကျမလုံးလိုက်စမ်းလို့မရွေးပါနဲ့ကျမမလိုက်စမ်းပါအရင်လောက်ချင်နေတယ်ပေါ့အရင်လောက်ချင်နေတယ်ပေါ့ ဘာပါဘူးငါကစိတ်တိုးနေတာပါ မဟုတ်ရှိစိတ်ထဲမှာကျမအရင်ချင်မှပြနေတာအမေနဲ့မေအမေတို့ပြောလိုက်တော့နားမတော်ဘူးအခုလည်းရှိတာဟိုဟာမပြတ်ပါဘူး မပြတ်ပါဘူးငါကြည့်တာလဲ3နှစ်ရှိပါပြီငါဘာပဲလုပ်ပြီးလို့ငါတောင်းပါပါမင်းသေးတော့မှာမလားငါတိုက်ဖို့ပြရမလား ကျမကွာနေသွားမယ်မသွားချင်တော့ရှိဘူးမပါဘူး ပြီးရောပြီးရောစမြရဲ့မမဟိုဈေးဖို့ပြောရဆိုတော့သူကြည်ပြန်ထွက်မှာလားမထွက်အောင်လား ဩအဲ့လိုရှိတယ်ပေါ့လေဗါလေရှင်ကျမကိုအရာရာတိုင်းမင်းနေပါလေဆိုပြီးတော့အဲ့လိုပုံမျိုးနဲ့ကျမကိုထိုင် ဟိုအဲ့လိုပြောတာမဟုတ်ဘူးငါပြောတာငါပြောလဲပြောစရာရှိလို့ကဟိုအနေတခုတော့တောင်းဆိုချင်လို့ပြောရမှလည်းကြောက်လဲကြောက်နေတာအန်းနေတော့လေ ဩရှင်ကျမရွေးပြန်ပြီလားရှင်ကျမကိုကျမပါလေကျမဘလူးရ အဲ့လိုပြောတာမဟုတ်ပါအဲ့လိုပြောတာမဟုတ်ပါဘူး ဘယ်လိုပြောရရှင် မဟုတ်ပါဘူးကွာအဲ့ပြောတာအဲ့လိုမျိုးကိုကိုပြန်ပြောမှလည်းကြောက်တယ် ပြောတာဆိုဟုတ်တယ်လို့ပြောတာလား မဟုတ်ဘူးအဲ့လိုပြောတာမဟုတ်ဘူးကိုပြောတာကွာဟိုကယ်တီဂျေကိုလိုက်လာပြီးတော့ကိုပြောတာကွာဆိုတာကွာဟိုပတ်ဝန်းကျင်နောက်တစ်ခါတငယ်ချင်းတွေရှိတဲ့ခါကျတော့လေကိုတိခါကြတယ်ပေါ့အဲ့ဒါကြောင့်မလို့ကယ်တီဂျေကိုနောက်လိုက်မလာပါနဲ့လို့အဲ့ဒါလေးပြောချင်လို့ကွာ ဘာပြောလဲ ကယ်တီဂျေကိုလိုက်မလာပါနဲ့ ကဲဒီကိကိုလိုက်မလာဘူးကဲဒီကိကိုကျမလိုက်မလာဘူး ဟုတ်ပြောတာဆိုတာလေ ကိုတော့လိုက်ရေအရင်ကတော့ရှင်းရလေကျမကိုချစ်လာပါရဲ့ကြိုက်လာပါရဲ့မင်းပဲတော့မင်းနောက်ကကိုလိုက်မယ်ကိုပဲတော့မင်းကိုကိုနောက်ကနေပြီးတော့ခေါ်ရမယ်ဆိုပြီးတော့လေကျမအနောက်ကနေပြီးတော့အမင်းကိုတပလက်နဲ့ပြီးတော့ခွေးလေးလိုလိုက်နေရတယ်အခုကျမမရောက်ပါနဲ့ အမီးဆိုလဲခွေးဆိုတာကိုသဘောပေါက်ပါတယ်ဘာနဲ့ခွေးတော့ထဲမပြောပါနဲ့အမီးတော့ကွာဒပလေလား ဟုတ်တယ်လေရှင်းပြီးတော့တပလက်လိုက်တာလေ ဟုတ်ပါပြီအဲ့ဒါကြောင့်မလို့ကိုကလည်းတောင်းမှန်နေတာပေါ့နော်ဟိုဂိတ်ကိုလိုက်မလာပါနဲ့ကိုလည်းဟိုရှက်လို့အဲ့ဒါကြောင့်မလို့ပြောတာပါမဟုတ် လိုက်လာဘူးပေါ့ အဲ့ဒါပြောတာပါနော်အဲ့ ရော ဟယ်လို ယူလာဒီပေါ့ကျမရှင်ကိုဖုန်းခေါ်မယ်ကျမတိုက်တဲ့ချိန်ခေါ်မယ်ကျမခေါ်ကျင်တဲ့ချိန်ခေါ်မယ်ရှင်ကျမခေါ်တာနဲ့ကြိုင်ရမယ်ရေလုံးမဆုံးရင်ကြိုင်ရမယ်နော်ရှင်မကြိုင်လို့မှနောက်ထပ်တော့ကျမထပ်ခေါ်ရလို့ရှင်ရှင်ကဲဒီကိတ်ကိုကျမရောက်ပြီပဲလုံးဝမကြိုင်ဆိုလို့ရှင်လည်းရှင်ကိုကျမကောင်းနဲ့ခွဲမှာ အေးပါအဲ့ဆိုလေပြီးရောလေ ကျမပြောတာနားလေနော် နားလဲပါတယ်ဟိုဖုန်းခေါ် ခေါ်တာနဲ့ကြိုင်ရမယ်နော် ဖုန်းခေါ်တာတည်းကြရမှာပေါ့နော် ဒီမှာဒါကျမဖုန်းရှင်ကျမခေါ်ပါ အဲ့ပါဟိုကိုကယ်ရီဆွဲနေလို့အတန်ဒီပါတောင်းဟိုစဖြစ်တဲ့ဆို လို့ကျုံပါမအဲ့ဒါလေးကျမကို ကပဲမင်းမကယ်ရီလိုက်တိုင်းတော့ငါတို့တက်တာအောင်မယ်ကွာဟာဒီမှာငါတော့မသွားရလေဘောဝင်နေပြီလေ ကိုင်းလေး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  နေတော့တန်ကိုင်းလိုက် မကိုင်းလို့ရှိရင်ရှစ်ကောင်ကျမရိုက်ခွဲမှာနော် အေးပါအဲ့ဒါငါသွားရမယ်နော် သွားတော့ပြောပါလား မပြောပါဘူးမိမရဲ့ ခေါင်းနေလေကိုင်းလေး ကိုင်းတယ်လို့ကိုင်းနေတယ်လေမိမရဲ့အိမ်ကလာတယ်ကွာမင်းဆက်တာဘယ်နဲ့ချိန်မှမသိဘူး ကားလားဗျာ ငါဆက်တိုင်းနဲ့ကိုင်းနေတာပဲ တော့မသိဘူးကျွန်တော်ဆမ်မနီးကသွားရလို့ဗျာကျွန်တော်မနီးကမသိဘူးဗျာဟုတ်ကဲ့ပဲသွားတယ်မင်းလည်းမဟုတ်ဘူးလားပြောလား ကိုင်းပါရဲ့ကိုင်းတယ်ငါ့ကိုမင်းဆက်တိုင်းနဲ့ကိုကိုင်းနေတာပဲဟုတ်ကဲ့ပါကွာတော့ခဏလေးတော့အခုဟုတ်တယ်အခုပတ်စင်ကြလာဟေး မင်းလည်းတော့ ဟုတ်တက်လေကိုတက်အဲ့မှာအိုးမိမကိုရစ်တယ်လို့မထင်ပါဘူးကွာ ဟုတ်လေကိုကျွန်တော်သိရမယ်လေ ဟုတ်တယ်အခုဒီကိုတက်ခိုင်းနေတာကျွန်တော်မိမပတ်စင်ကြလာလို့ကိုပို့လိုက်မယ်နော် ဟုတ်ကဲ့ပါကို ဟုတ်ကဲ့ခဏလေးပါကို ပြလိုက်တော့နည်းနည်း မောင်းပေးမယ်ခဏနော် ဟိုအရေးကြီးတယ်ပြောရနော်ဒါမှဖုန်းနဲ့လည်းပြောနေတယ် အေးပါဟိုအဲ့နာမှာခဏလေးစင်းပြီးတော့အုတ်ခဲလေးရှိတယ်ဖဲပေးသားမှာကျွန်တော်ဟုတ်တယ်ခဏလေးတော့နော်ခဏလေးတော့ အေးအလုံးမပြော
အကိတ်မှာဘယ်လိုလုပ်ရှိမှာတော့အဲ့တော့ပါစင်ချက်ထွက်သွားလေအာအဲ့မှာအကိတ်ကကောင်ထဲမှာဝိုင်းလိုက်လို့လည်းရှိတယ်ငါထွက်သွားတာအဲ့ဒီအခုခေါ်ကချင်းငါကင်လိုက်တာဟုတ်မကြားတာဆိုင်ငယ်မောင်းနေလူမှာပါစင်ချက်ပါလို့အာပါစင်ချက်ပါတယ်ဟုတ်ပါတယ်လို့ပြောပြသားမှာ ဟုတ်ပါတယ် ကြားလာမင်းကြားလာအဲ့ကိုပါစင်ချက်ပဲအာဒီတော့ယောက်ျားလိန်နေထူတာဘလို့မိမတိုင်ပြစ်မှာတော့ကျွန်တော်ယောက်ျားပါလို့ပြောပြသားမှာဗျာ ဟိုကျွန်တော်ယောက်ျားပါဗျာယောက်ျားပါဗျာ ယောက်ျားပါတွေ့လား နန်းရောက်ပြောပါနော် ဟုတ်ကဲ့ပါအာမဟုတ်ဘူးလေခဏပဲအခုပုံပြီးပြန်လာမှာအေးပါစိတ်ကြပါနင်းစတိုင်းငါကြိုက်ပါတယ်ဒီဖုန်းကိုဩနင်လည်းချင်းလိုက်တာဟဲ့ဖုန်းမကြိုက်ခေါင်းရိုက်ခွဲမယ်ဆိုတာကြီးပဲအခုကြိုက်တာမဟုတ်ဘူးလားအခုခဏလေးဆိုင်ငယ်မောင်းနေလို့အတန်လေးမြောက်မလို့ကမကြားလိုက်တာဒါတော့မှအမဘာစင်ကြပြောလို့အခုကိုယ်တိုင်ပြောလိုက် မြင်နေပါ ဟုတ်ကဲ့ပါခဏလေးပါဟုတ်ပါအေးပါငါနားမကြီးပါနဲ့ငါအလုပ်လုပ်နေတာဟောအဲ့လိုပြောတာမဟုတ်ဘူးမိမပြောတာနားကြီးတယ်လို့ပြောတာမဟုတ်ဘူးအဲ့တော့ဒါပဲနော်အေးပါကိုင်နာတယ်ပြောဟုတ်ကဲ့ပါခဏလေးပါကွယ်ပါစင်ကြလည်းအရေးကြီးတယ်လို့ပြောနေလို့ဟောအရေးကြီးကွက်ကိုလမ်းလျှောက်သွားလားဟုတ်ပြောတာမဟုတ်ဘူးဒါပဲနော်မိမနော်ကိုင်မမိမကြိုက်တဲ့ချိန်ခေါ်လိုက်ကြိုက်တဲ့ချိန်ခေါ်တာကိုဖုန်းကင်နေတာပဲဒါပဲနော်ဟုတ်ကဲ့ပါချက်တော့ကွာတော့ကိုလုံးမစားတော့အားနာလိုက်တော့ဟုတ်ကဲ့ခဏလေးတော့နော်ခဏလေးဟုတ်ကဲ့ခဏလေးဟယ်လိုမိမဟယ်လိုအခုလေးနေကြိုင်လိုက်တယ်လေဟာဘုတ်ပတ်တဲ့အခုသွားဖို့လားဂိတ်ကိုပြန်မရောက်သေးလားမိမတော့ဂိတ်ကိုပြန်လာပြီဟိုကွာအချောင်းကြီးပါသွားလို့လေမိမ ဟဲ့လို့မြင်လို့ဗျာ အဲ့မှာဟုတ်ကဲ့ခဏလေးပါဒီပါဒီကလေးမကြိုက်ပါနဲ့ဖုန်းကြိုက်ပါမကိုယ်လိုစိတ်ညစ်နေတဲ့လေတိုင်းနဲ့မင်းကိုပြောတာမဟုတ်ဘူးလေအေးပါဟောညလည်းငါအလုံးလုံးနေတဲ့ဟာကိုဘယ်မင်းငယ်ကြီးမှသွားလာမဟုတ်ဘူးဒီမှာအဲ့ဒီလူကိုအခုချိန်ကြီးပတ်စင်ကြမချသေးဘူးဟုတ်တယ်မရောက်သေးဘူးလို့ပြောလိုက်အခုတစ်ချက်ပြောပြတာ ဟုတ်တယ်မြောက်သေးဘူးဟုတ်တယ် တွေ့လာကြလားမင်း မြင်လို့ဗျာရေးကြည့်လို့ကြောက်ခံမလာလား ဟုတ်ကဲ့ပါခင်ဗျာ ရတော့ဗျာ နောင်ပေါ်တယ်မိမရဲ့ကကြီးပြောတာငါလည်းအခုအလုပ်ကိစ္စနဲ့ဟုတ်လားအခုပတ်စင်ကြပို့နေတာအခုမနေ့စောကြီးဒီအကြောင်းကြီးလေးတစ်ခုပဲရသေးတာဘာမှလည်းပတ်စံရသေးတာမဟုတ်ဘူးလို့ ဒုက္ခပဲ ပြောငါနားအောင်လေပြောပြန်မပြောဘူးမြင်လို့ပါမဟုတ်ကျွန်တော်ချိတ်တာရေးကြည့်တယ်ဟိုငွေကြီးကိစ္စဗျာ ခဏလေး ဟုတ်လားပဲလို့ အော်မင်းမပြန်မပြောနဲ့လို့ငါမပြောဘူးလေနားထောင်နေတယ်လေပြန်ပြောမယ်ဟာပြောမယ်ကဲမင်းမတမင်းစားယူပါလားရေချိုးပြီးပါလားအိပ်ပြီးပါပြီလားအခုဘာလုပ်နေလဲမစားလိုက်တာမမင်းမပြောဆိုအေးပါ ဟိုကျွန်တော်ခဏရေးကြည့်လို့မလား ဟုတ်ကဲ့ပါကွယ်ခဏလေးပါကျွန်တော်မင်းကကိုပြောနေလို့ပါညာဟုတ်ကဲ့ပါခဏလေးပါ မဟုတ်ပါဘူး အဲ့တော့ပြီးမှပြန်ဆက်လိုက်တော့အဲ့ဒါဒါပြီးပါကို မြင်လို့ဗျာဟုတ်ကဲ့ငွေကြီးကိစ္စဗျာ ဟုတ်ကဲ့ပါကွယ်စိတ်မဆိုးပါနဲ့ခဏလေးပါဟုတ်ကဲ့ပါကွယ်မမဘူးဟိုကျွန်တော်မိမအဲ့လိုပြဿနာစားတယ်လို့ရာဝင်နေတော့လေဟေးရဟုတ်ကဲ့နားထောင်နေပါလေမိမရေဘာလို့မဟုတ်တော့ဘာမှမလုပ်ပါဘူးမလုံးကိုမလုံးအေးပါအမေကွာမင်းစိတ်ဆိုးတဲ့လေတန်းနဲ့လေကိုတခါမှလည်းမပြောဘူးအဲ့ဒါမင်းအမေကနေပြီးတော့စိတ်ဆိုးတာလားစိတ်ဆိုးနေလို့ဒီနားလေးပြောနေတာလားဆိုကိုဘယ်တော့မင်းစိတ်ဆိုးတဲ့လေတန်းနဲ့ပြောဘူးလို့အခုလည်းပြောနေစောနာပြောခဲ့တယ်ဆိုတာလည်းစိတ်ဆိုးလို့မဟုတ်ဘူးလေပတ်စင်ကျပါလာလို့မဆိုင်ရမောင်းနေတဲ့ခါကျတော့ကွာဖုန်းနံမကြားရတာပြီးတော့ဟိုဖုန်းချလိုက်တယ်ဆိုတာလည်းပတ်စင်ကျလည်းတအားပြောနေတော့လေအဲ့တော့ကွာဖုန်းကိုချပြီးတော့ကွာသွားတာဒီမှာမမရကဲချစ်တယ်မိမတအားချစ်တယ်နော်ဟဲ့ရ ခင်ဗျာမိမကြည့်ခင်ဗျာအိမ်မနေပါလားဟုတ်လို့ကိစ္စနဲ့ ဟုတ်ပါဘူးကျွန်တော်မိမနဲ့ဖုန်းပြောနေရတာမဟုတ်လို့ပါဗျာ သူကရေးကြီးကထိုက်တာဗျာ ဟုတ်ကဲ့ပါ သူဝေးကြီးကလုံးလုံးပြဘူး ဟုတ်ကျွန်တော်ပို့ပြီးပါခဏလေးပါပို့လိုက်လားဟုတ်ကဲ့ကတော့မခက်အဲ့လိုကျွန်တော်ကယ်ရီကပေးခဲ့ဦးလေ ကိစ္စတော့ဒါပဲရအောင် ဒီမှာဒီလိုဒီမှာကယ်ရီမစီတော့ပဲငါလည်းပတ်သက်တယ်ဗျာမမရတော့ဘူးမိမရဲ့အမဘူးလေနင်းခေါ်လို့ငါပြောနေတာလေကွာအေးဒါပဲ